မိမပြိုတွေကိုလက်နဲ့ထိပြီးကြောက်ရွံ့လွတ်ပစ်တဲ့ဘရင်ဒီဘရင်ကြီးကထူးဆန်းတဲ့လက်အိတ်တစ်စုံကိုပိုင်ဆိုင်ထားပါတယ်။အဲ့ဒီလက်အိတ်ကိုဆွတ်ပြီးတော့ထိလိုက်တဲ့သူမှန်သမျှကချက်ချင်းကိုကြောက်ရွံ့အသွင်ကိုပြောင်းလဲသွားမှာဖြစ်ပါတယ်။အဲ့ဒီထူးခြားမှုကိုသူကအရန်နှစ်သက်သွားပြီးတော့တမျိုးလုံးမှာရှိသမျှမိန်းကလေးတွေကိုနန်းတော်ထဲကိုခေါ်ယူကကြောက်ရွံ့ကြီးပုံစံဖြစ်သွားအောင်လို့ပြောင်းလဲပစ်ခဲ့ပါတယ်။ပြီးတဲ့အခါမှာတော့အဲ့ဒီမိမပြိုကြောက်ရွံ့ထူတွေကိုသူ့ရဲ့နန်းတော်ဥယျာဉ်ကြီးထဲမှာချထားပြီးတော့အလှဆင်လိုက်ပါတယ်။သူကအဲ့ဒါတွေကိုကြည်ရင်အမြဲတမ်းကျေနပ်နေတာဖြစ်ပါတယ်။တနေ့မှာတော့တိုင်းတစ်ပါးကရောက်လာတဲ့ဇုံတွေတွဲကဘရင်ကြီးရဲ့ဥယျာဉ်တော်ထဲကအဲ့ဒီရုပ်ထုတွေကိုကြည်ပြီးတော့အံ့ဩသွားတယ်။ဘရင်ကြီးကသူ့ရဲ့နန်းတော်ထဲမှာကောင်းကောင်းအနားယူသွားကြပါအောင်လို့ပြောပြီးတော့ကောင်လေးနဲ့ကောင်မလေးကိုဧည့်သည်အဖြစ်နဲ့လက်ခံထားလိုက်ပါတယ်။တကယ်တမ်းကျတော့ဘရင်ကြီးမှာအကြံရှိနေတာဖြစ်ပါတယ်။သူဟာကောင်မလေးကိုနောက်ဆုံးကြောက်ရွံ့တစ်ခုအဖြစ်ပြောင်းလဲပစ်တော့မှာဖြစ်ပါတယ်။ကောင်မလေးကတော့ရီစာငုတ်တုံနဲ့ဘရင်ကြီးကိုကြွေသွားတာကြောင့်နန်းတော်ထဲကိုကောက်ကောက်ပါအောင်လို့လိုက်သွားပါပြီ။ဒီကောင်လေးကတော့တခုခုမူမမှန်ဘူးဆိုတာကိုခန်းစားနေရပါတယ်။ကောင်မလေးကဘရင်ကြီးနဲ့ညစာစားဖို့အတွက်ရေချိုးကန်ထဲကိုဝင်စိန်နေတော့မှဝိညာဉ်ရိတ်တွေပေါ်လာပြီးတော့သူမကိုထွက်ပြေးဖို့အတွက်ပြောနေကြပါတယ်။ကောင်လေးကလည်းမတင်ကားတာကြောင့်အစေကန်တွေကိုဓာတ်ထောက်ပြီးတော့အကြောင်းအရင်းမှန်ကိုမေးကြည့်တဲ့အခါမှာတော့ဘရင်ကြီးကစိတ်ကောင်းရှိတဲ့ဒုတိယမဟုတ်ကြောင်းနဲ့သူ့ရဲ့ရီစားကိုလည်းမကြခင်မှာရုပ်ထုတစ်ခုအဖြစ်ပြောင်းလဲတော့မှဖြစ်တဲ့ဆိုတဲ့အကြောင်းတွေကိုပြောပြလိုက်ပါတယ်။ပြီးတဲ့အခါမှာဘရင်ကြီးရုပ်ထုလှုပ်ထားတဲ့အခန်းကြီးတွေကလူတွေကိုလည်းပြသလိုက်တဲ့အခါမှာတော့ဒီကောင်လေးဟာသူ့ရဲ့ရီစားအတွက်ရန်ကိုစိတ်ပူသွားပြီးတော့အနောက်ကနေပြေးလိုက်သွားပါတယ်။ဒါပေမဲ့အချိန်မမီတော့ပါဘူး။ကောင်မလေးကဘရင်ကြီးနဲ့အတူတူဆန်ဒီကော်ဖီတောက်ရင်းနဲ့တစ်တီတူးနေပါပြီ။ပြီးတဲ့အခါမှာတော့မျက်စိရှိမှပဲရုပ်ထုတစ်ခုအဖြစ်ကိုပြောင်းလဲသွားပါပြီ။အဲ့ဒီနောက်တော့ဘရင်ကြီးကကောင်လေးကိုပါရုပ်ထုအဖြစ်ပြောင်းလဲတော့မှဖြစ်ပါတယ်။သူကနန်းတော်ထဲကခိုင်းစားရမယ့်အစီအကံတွေကိုပဲလူသားအဖြစ်ခြံထားပြီးရှိသမျှလူသစ်တွေကိုကြောက်ရွံ့လုပ်ဖို့ပဲစိတ်အားထက်သန်နေတာဖြစ်ပါတယ်။ဒါဆိုရင်ဒီကောင်လေးကဒီနန်းတော်ကနေထွက်ပြေးလွတ်မြောက်သွားမယ်လို့ထင်ပါသလား။ဒါမှမဟုတ်ရုပ်ထုအဖြစ်နဲ့ပဲပြောင်းလဲပြီးတော့ရာတပ်ပတ်နေသွားရမယ်လို့ထင်မိကြပါသလားနော်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာလည်းနောက်ထပ်ဇာတ်လမ်းတိုတွေကိုရှာဖွေတင်ဆက်ရင်းနဲ့ပရိသတ်တို့စီကိုပြန်လာခဲ့ပါမယ်ခင်ဗျာ။